က်ချမင်းလေးချက်စားဖြစ်ပါတယ်အရန်လွယ်တဲ့အတွက်လိုက်ချက်စားကြည့်နော်အရင်ဆုံးတီဟိုစီလေးတွေကိုလှော်လိုက်ပါတယ်ပြီးရင်ထဲမဲ့အမွှေးအကြိုင်လေးတွေကိုပြင်ဆင်ပါတယ် bay leaf တချပူခါ green cardamom နဲ့လင်းငင်းလေးတွေပါကျမမြန်မာလူမေ့သွားလို့သိခံပေးပါရှင်ကျမရဲ့ bay leaf လေးတွေကကျိုးကျင်နေတဲ့အတွက်အမှုန်လေးပါမဆိုလို့ရင်နွေးချမ်းသဘောမျိုးနှက်ပြီးတော့အရေးပဲယူပါမယ်ပြီးရင်တော့ခုနကအမွှေးအကြိုင်လေးအစစ်အဆန်တွေကိုဂီထောဘက်လေးတွေကိုထည့်ပြီးကြော်လိုက်ပါကြော်လိုက်တဲ့အခါတီဟိုစီလေးတွေကပျော့မသွားဘဲနဲ့မမာလေးပူစားကောင်းပါတယ်ပြီးရင်တော့ချက်မဲ့ထမင်းအိုးတဲ့ကိုရှိသမျှပစ္စည်းအကုန်ပြစ်ထည့်အောင်ပါပဲတခြားနဲ့စားလေးထည့်ပေးဖို့မမေ့နဲ့နော်ရေကိုလည်းပုံမှန်ချက်နေကြအတိုင်းပဲထည့်ပါတန်ပေါက်ဆန်ဆိုရင်တော့ပို့ထည့်ပေးလိုက်ပါရှင်အဲ့လေးမှုေးလာပြီးအငွေ့လေးတွေထွက်လာရင်တော့တစ်ချက်လောက်အပေါ်အောင်မှုေးပေးပါရှင်ထမင်းပေါင်းတက်ရင်လည်းချက်ချင်းမဖွင့်ဘဲနဲ့ထမင်းလေးတွေနှက်သွားအောင်9မိနစ်ခန့်စောင့်ပေးပါပြီးမှသုံးဆောင်ပါရှင်အဆုံးထိကြည့်ပေးလို့ကျေးဇူးပါရှင်